ရေစီးတဲ့ကဆေလို့မရဆိုရင်နေစကူလေးဖြတ်တန်းသွားတဲ့တိမ်မဲတွေမရွာသွန်းငယ်လဲလေးကြောင့်သူမဲမဟုတ်ပါမပြန်နေအောင်လို့တာလို့လဲမရချိန်ကြတော့တရားကိုနေပြန်လွားငယ်တဲ့ညဟာဒီဆောင်အတွင်းသားမင်းနဲ့ဆိုရမှာချိန်လို့တာမရဖန်ဆင်းလို့မရဘူဟာပန်းတမွေဖြစ်တော့ဒီနာစင်ညာနဲ့အစွမ်းရှိသမျှခွင့်ပေးသမျှဝေပြလိုက်မှာပါရေကန်စားပဲမှာဒီလိုက်ဖြစ်တဲ့အိမ်လေးပျော်ရွှင်မြူးတဲ့ကလေးမနေဖြစ်လေလေကြောင့်သူမဲမဟုတ်ပါချိန်ထားမရဖန်ဆင်းလို့မရဘူဟာပန်းတပွင့်ဖြစ်တော့ဟာနာစင်များနဲ့အစွမ်းရှိသမျှအခွင့်ပေးသမျှဝေပြလိုက်မှာပါပြန်နေအောင်လို့တာလို့လဲချိန်ကြတော့တရားကိုနေမယ်ပြန်လွားငယ်တဲ့ညပမာစုံစည်းခဲ့မှုရင်ခွဲခွာရအောင်မှာတဘာဝတရားရဲ့တဘာဝစီရစင်လက်တယ်လို့မရကိုယ်တိုင်ငါမပိုင်နာဘဝ